သူစင်ကြံလန်းကိုရောက်တဲ့အချိန်မှာအော်တန်နဲ့တိုးပါတော့တယ်။အော်တန်ကတင်းနဲ့ချိန်ပြီးသဘောတူညီချက်တစ်ခုကမ်းလှမ်းပါတယ်တကယ်လို့ဘင်းနေနဲ့သူ့အမေကိုမထိခိုက်စေရဘူးလို့ကတိပေးရင်လွတ်ပေးမယ်ပေါ့။ဘင်းကသဘောတူတာနဲ့သူတို့နှစ်ယောက်တက်လေကားစီးပြီးဆင်းလာခဲ့ကြပါတယ်။အပြင်ဘက်မှာတော့စေပါမန်နဲ့သူ့လူတွေရောက်လာကြပါတယ်။လော်နီကရှေ့တကားကိုဆွဲဖြဲပစ်လိုက်ပြီးအဖွဲလိုက်ကြီးတက်လေကားစီးလာချက်။ပါတယ်ကန်ကောင်းချင်တော့ဘင်းရဲ့ပင်ကူအာယုံကကြိုတင်သတိပေးလိုက်လို့သူဟာအော်တန်နဲ့အတူမျက်နှာချက်မှာသွားပုံးနေလိုက်ပါတယ်။သွေးတစ်ဆက်ကလူမိုက်တယောက်ရဲ့သတင်းစာပေါ်ကျသွားပေမဲ့သူတို့သတိမထားမိကြပါဘူး။အဲ့ဒီအုပ်စုတက်လေကားတွေကထွက်သွားတော့မှဘင်းနဲ့အော်တန်တို့အောက်ကိုဆင်းလာကြပါတယ်။ဘင်းရဲ့ခွဲစိတ်တန်ရာပြန်ပွင့်လာတာကိုအော်တန်သတိထားမိပေမဲ့ဘင်းကတော့သူ့အဆင်ပြေပါတယ်လို့ပဲပြောပါတယ်။အဲ့ဒီနောက်အော်တန်ကဘင်းကိုနောက်ဖေးတကားပြပေးပေမဲ့အတူလိုက်ဖို့တော့ညင်းပါတယ်။သူစေပါမန်ရဲ့လူတွေကိုမရှင်နိုင်မှန်းသိပေမဲ့အမေဖြစ်သူကိုလည်းတယောက်တည်းပြစ်မထားခဲ့နိုင်လို့ပါ။တက်ခွဲခန်းထဲမှာဖေပါကဖြေဆေးကိုပလင်းထဲထည့်ပြီးခါဆောင်မှာပဲစေပါမန်တို့အုပ်စုနဲ့တိုးပါတော့တယ်။သူတို့ကဖေပါကိုရော့ပြီးရဲ့နောက်ဆုံးဆောင်ပါကိုပြကြပါတယ်။ဖေပါကသူတို့ရဲ့ဗီဇပြောင်းလဲမှုကိုပုံမြန်အောင်လုပ်ခဲ့လို့သူတို့မှာကလေးစားချေခြင်းစိတ်တွေပြင်းထန်နေပေမဲ့စေပါမန်ကတော့စွမ်းအားရှင်တွေအပေါ်မှာပဲပိုစိတ်ဝင်စားနေတာပါ။ဒါကြောင့်ဖေပါကသူတို့ကိုအခြားတက်ခွဲခန်းတစ်ခုစီခေါ်သွားဖို့သဘောတူလိုက်ပါတယ်။သူမဆက်သွယ်ခဲ့တဲ့အခြားသုံးပန်းဟောင်းတွေကတော့ကန်ဆိုးစွာပဲဗီဇပြောင်းလဲတဲ့တန်းကြောင့်တေဆုံးသွားခဲ့ကြပါပြီ။အခုဆိုဖေပါကသူတို့ရဲ့အလောင်းတွေကိုဖန်အိုးတွေထဲထည့်သိမ်းထားတာပါ။ဖေပါကသူမကူညီနိုင်ပါတယ်လို့အဲ့ဒီအုပ်စုကိုစီးယုံဖို့စူးစမ်းပေမဲ့သူတို့ကမယုံပဲဖေပါကသူတို့ရဲ့ဘော်တွေကိုတက်တာလို့ဆွဆွဲပြီးတက်ကသူမကိုလျှက်စစ်နဲ့တိုက်ခိုက်ပါတော့တယ်။ရုတ်တရက်အော်တန်ကတင်းနဲ့လမ်းပစ်လို့တက်ရဲ့ပခုံးကိုထိသွားပေမဲ့ဖလင်းကတားဖို့အတွက်သူ့ကိုဝင်ထိုးလိုက်ပါတယ်။အနီးကမြင်လိုက်ရတော့မှဖလင်းကအော်တန်ကိုထောင်ခန်းတွေထဲကလူမန်းမမိသွားတာပါ။အဲ့ဒီနောက်တက်ကအော်တန်နဲ့ဖေပါနှစ်ယောက်လုံးကိုလျှက်စစ်နဲ့ထပ်တိုက်ခိုက်လို့ဖလင်းကရပ်ဖို့ပြောတာကြောင့်လော်နီကသူ့ကိုဆွဲခေါ်သွားပါတယ်။အဲ့ဒီအချိန်မှာတင်းနက်ကဖိတ်စင်နေတဲ့စီတွေပေါ်ကျသွားပြီးတက်ရဲ့လျှက်စစ်လိုင်းတွေနဲ့ထိမိယာကနေမိဆောင်ပါတော့တယ်။စေပါမန်ကဒီမှာစိတ်ဝင်စားစရာဘာမှမရှိတော့ဘူးဆိုပြီးထိုလူတွေနဲ့အတူထွက်သွားတာဖေပါနဲ့အော်တန်တို့ကတော့လဲကျကြံရိတ်ခဲ့ပါတယ်။အတော်အတွင်းဘင်ကသူ့ဝက်စားတွေနဲ့နမူနာတွေကိုပြန်ယူဖို့ပင်မတက်ခွဲခန်းကိုပြန်လာပါတယ်။အပြင်မှာလူမိုက်နှစ်ယောက်ကိုတွေ့ရပြီးတက်ခွဲခန်းပေါက်ကွဲသွားလို့သူတို့အာယုံလွဲသွားတဲ့အချိန်ကျမှဘင်ကဘေးကင်းကင်းနဲ့ထွက်ပြေးနိုင်ခဲ့ပါတယ်။ပိုပြီးပြင်းထန်တဲ့ပေါက်ကွဲမှုကြီးကြောင့်အဆောက်အုံတစ်ခုလုံးပြိုကျမသွားခင်မှာပဲအဲ့ဒီလူဆိုးကုန်းကကားတွေနဲ့အမြန်မောင်းထွက်သွားကြပါတယ်။အနီးနားမှာတော့ဘင်ကဖြေဆေးကိုသူ့ပါယူလာနိုင်ခဲ့ကြောင်းထုတ်ပြလိုက်ပါတယ်။ရက်အနေငယ်ကြတော့တက်ခနဲ့ဖလင်းတို့ဟာမြို့တော်ဝင်ရဲ့မဲဆွယ်စည်းရုံးရေးရုံးခန်းကိုရောက်သွားကြပါတယ်။တက်ကရဲနှစ်ယောက်ကိုလျှက်စစ်ရှော့တိုက်လိုက်ပြီးအတွင်းရေးမှုမျိုးသမီးကိုပိုက်ဆံသိန်းနဲ့အခန်းစီလိုက်ပို့ဖို့အတင်းအဓမ္မစေခိုင်းပါတယ်။သူတို့ကငွေအိတ်တချို့ကိုလူယူပြီးတွေ့သမျှငွေစက်ကူတွေကိုလည်းလွှင့်ပစ်ခဲ့ကြပါတယ်။အားဖြက်ကဗရန်ပရာဖြစ်နေတဲ့အဲ့ဒီနေရာကိုတွေ့သွားတဲ့အခါဒီလိုကိစ္စဘယ်လိုဖြစ်ရတာလဲဆိုပြီးရဲချုပ်ကိုဒေါသတက်ကြီးမေးမြန်းပါတော့တယ်။ရဲချုပ်ကတော့သူတို့ရဲ့တာမန်ရဲဝန်ထမ်းတွေအနေနဲ့စူပါဆွမ်းအားရှင်ရာဇဝတ်ကောင်တွေကိုမရှိနိုင်ဘူးလို့မြို့တော်ဝင်ကိုသတိပေးလိုက်ပါတယ်။အမှန်တိုင်းပြောရရင်ပင်ကူဟီယိုမရှိတော့တဲ့နောက်ပိုင်းသူတို့ရဲ့ယာရှိတချို့ကြာဆုံးခဲ့ရပြီးပါပြီ။ဒါကြောင့်ရဲချုပ်ကအားဖြက်အနေနဲ့မြို့တော်ဝင်ဖြစ်ပြန်ရေးကောက်ခံရလိမ့်မယ်လို့မယုံကြည်တော့ပါဘူး။ရုံးခန်းထဲမှာတော့ကက်ကဂျန်နက်စီလာပြီးဘင်းနဲ့အဆက်အသွယ်ရလားလို့လာမေးပါတယ်။ဘာလို့လဲဆိုတော့ဘင်းကသူတို့အတူတူသွားမဲ့ခီးစဉ်အတွက်ရောက်လာခဲ့လို့ပါဂျန်နက်လည်းဘာမှမသိတာကြောင့်စုံစမ်းပေးဖို့ရောပြီးစီဖုံးဆက်ဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာဘင်းကတော့ဘာတစ်ခုမှတစ္ဆာဖောက်ခံလိုက်ရတဲ့နာကျင်မှုတွေကိုမေ့ပြဖို့အရက်ထိုင်တောင်းနေတာပါ။သူဟာဖြေဆေးကိုတောက်တင်မတောက်တင်တွေဝင်နေတော့ပဲဖြစ်ပါတယ်။အဲ့ဒီဘားတွေကိုလူတစုရောက်လာပြီးပင်ကူဟီယိုကိုလောင်ပြောင်ပြောဆိုကြတဲ့အခါဘင်းစိတ်တော်တက်ထွက်သွားပါတော့တယ်။သူကထိုလူတွေကိုပင်ကူဟီယိုဆိုတာလဲဝမ်းနေတဲ့ပင်ပန်းတက်တဲ့တာမန်လူသားတယောက်ပဲလို့အော်ပြောပေမဲ့ထိုလူစုကသူ့ကိုဝိုင်းရကြပါတယ်။ဘင်းဟာအပြင်ကိုထွက်ပြီးပင်ကူမျက်နှာဖုံးဆွလိုက်ကအထဲကိုပြန်ဝင်ပြီး